ဝတ်တောက်ကစီးရပဲဝတ်တောက်ကစီးတဲ့အဆင့်လောက်လို့လာမပြောနဲ့လူတိုင်းလိုင်စင်ကားရှိရဲ့အဲ့မှာနေတိုင်းလေဝတ်တောက်ကစီးရလို့မထင်နဲ့လူလက်တန်းစားတတိမပြောနဲ့လူလက်တန်းစားလောက်ကအဆောင်လိုင်စင်ကားရှိရဲ့သင်ကားနဲ့ဒီလမ်းနေနဲ့ပျက်စီးမှကြောက်လို့သိမ်းပြီးတော့မှဝတ်တောက်ကားတွေစီးကြတာမတက်နိုင်လို့ဝတ်တောက်ကားစီးကြတာမဟုတ်ဘူးခွင့်ရေးရတယ်လေနော်ကျန်တဲ့မျိုးတွေထက်ကိုခွင့်ရေးရလို့စီးကြတာအဲ့တော့အများကြီးမှာဆိုလို့ရှိရင်ဝတ်တောက်ကားတွေကဝယ်ရလွယ်တယ်ဝတ်တောက်ကကိုမှဂျပန်ကားစီးကျင်လည်းရတယ်ယူရီးယားကားစီးကျင်လည်းရတယ်ဂျပန်ကားစီးရင်ကြတော့ကျမတို့မဲဆောက်မြေနော်ကန်နှစ်ဖူးမှာသွားပြီးတော့ဝယ်ရတယ်။ဒါရောင်းတဲ့လူတွေကတော့ပါကစ္စတန်တွေများတယ်ကွန်တိန်နာတွေနဲ့တည်လာတယ်ထိုင်းနိုင်ငံကသူတို့နိုင်ငံတွေကိုဖျက်ခွင့်ပေးတယ်ဒါပေမဲ့သူတို့နိုင်ငံမှာဖောက်ခွင့်လုံးဝမရှိဘူးသုံးခွင့်မရှိသူတို့သတ်မှတ်တဲ့နယ်မြေရောက်မှအဲ့ကွန်တိန်နာတွေကိုဖောက်ရတယ်။မြန်မာနိုင်ငံကိုပဲရောင်းရတယ်သူတို့နိုင်ငံတွေကိုလုံးဝပြန်အထည့်မခံဘူး။ပောက်ကန်နှစ်ဖူးမှာကျမတို့သွားဝယ်ရုံပဲ။ကားဖို့ဆိုတော့တစ်လောက်ဘတ်9000ဝန်းကျင်လောက်ပဲသွင်းရုံနဲ့ကားဝယ်လို့ရတယ်။ဒီဘက်ကန်းရောက်ပြီးသားကားဟိုဘက်ကိုပြန်သွားလို့မရ။များရီမှာနေတိုင်းလေဝတ်တောက်ကားစီးရလို့မထင်နဲ့သိလား။များရီမှာလေလူလက်တန်းစားတတိမပြောနဲ့လူလက်တန်းစားလောက်ကအဆောင်အကုန်လုံးလိုင်စင်ကားရှိရဲဒါပေမဲ့လိုင်စင်ကားနဲ့ဒီလမ်းနေနဲ့ပျက်စီးမှကြောက်လို့သိမ်းပြီးတော့မှဝတ်တောက်ကားတွေစီးကြတာမတက်နိုင်လို့ဝတ်တောက်ကားစီးကြတာမဟုတ်ဘူးเนาะနောက်ပြီးတော့ဒီအခွင့်အရေးရတယ်လေเนาะကျန်တဲ့မျိုးတွေထက်ကိုအခွင့်အရေးရလို့စီးကြတာအဲ့တော့များရီမှာနေတယ်လို့ပြောလိုက်တာနဲ့ဟာဝတ်တောက်ကားစီးရပဲဝတ်တောက်ကားစီးတဲ့အဆင့်လောက်လို့လာမပြောနဲ့လူတိုင်းလိုင်စင်ကားရှိရဲဒီလားကျမတို့လိုအနေထားနဲ့လူတိုင်းလိုင်စင်ကားရှိရဲကျမတို့များရီမှာဆိုလို့ရှိရင်ဝတ်တောက်ကားတွေကဝယ်ရလွယ်တယ်ကျမတို့များရီမှာဝတ်တောက်ကကိုမှဂျပန်ကားစီးကျင်လည်းရတယ်ယူရီးယားကားစီးကျင်လည်းရတယ်ဂျပန်ကားစီးရင်ကြတော့ကျမတို့မဲဆောက်မဲဆောက်ပေါ့နော်ကန်နှစ်ဖူးမှာသွားပြီးတော့ဝယ်ရတယ်တောင်ရင်မြစ်ကန်နှစ်ဖူးမှာသွားဝယ်ရတယ်လာရောက်တဲ့လူတွေကတော့ပါကစ္စတန်တွေများတယ်ပုံသားပြီးသူကလေလံဆွဲတယ်လှမ်းပြီးတော့ပေါ့နော်လေလံဆွဲပြီးလို့ရှိရင်သူတို့ကွန်တိန်နာတွေနဲ့ကွန်တိန်နာတွေနဲ့တည်လာတယ်ထိုင်းနိုင်ငံကကြတော့အဲ့ဂျပန်ကဆွဲလာတဲ့ကားဟောင်းတွေကိုသူတို့နိုင်ငံတွေကိုဖျက်ခွင့်ပေးတယ်ဒါပေမဲ့သူတို့နိုင်ငံမှာဖောက်ခွင့်လုံးဝမရှိဘူးသုံးခွင့်မရှိဘူးအဲ့ဒီကားတွေကိုအဲ့ကွန်တိန်နာလိုက်ကိုသွင်းဟိုပါပေါ့သွေးပေးသွင်းတယ်သွင်းပြီးလို့ရှိရင်ဒီဘက်သူတို့သတ်မှတ်တဲ့နယ်မြေရောက်မှအဲ့ကွန်တိန်နာတွေကိုဖောက်ရတယ်ဖောက်ပြီးလို့ရှိရင်သူတို့ကမြန်မာနိုင်ငံကိုပဲရောင်းရတယ်သူတို့နိုင်ငံတွေကိုလုံးဝပြန်အထည့်မခံဘူးအဲ့တော့ကျမတို့ကဝတ်တောက်ကားစီးခြင်းလို့ရှိရင်အဲ့ဒီဘက်တောင်ရင်မြစ်ကိုဖြတ်ပြီးတော့မှမဲဆောက်ကန်နှစ်ဖူးမှာကျမတို့သွားဝယ်ရုံပဲဝယ်ပြီးရင်ဂျပန်ကြကားပေါ့နော်အတင်နီးပါဖြစ်တဲ့ကားတွေကျမတို့ဝယ်ပြီးတော့မှစီးလို့ရတယ်ဈေးတက်တာနဲ့ဝယ်ပြီးလို့ရှိရင်တော့ဒီဘက်ကန်ကိုလှေရင်းနဲ့ကူရတာပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ယူရီးယားကားလည်းစီးလို့ရတယ်ယူရီးယားကားဆို0ကီလိုတောင်စီးလို့ရတယ်ကျမတို့ခင်နေတဲ့ထိုင်းနိုင်ငံသားတွေကိုပဲဖြစ်ဖြစ်ကျမတို့တတိယကိုပဲဖြစ်ဖြစ်နာမည်ခံခိုင်းတယ်ခံခိုင်းပြီးသူတို့ကားကိုအကျွေးနဲ့ထုတ်ခိုင်းတယ်ထုတ်ခိုင်းလို့ရှိရင်သူတို့ရှိမှာ deposit ကလည်းနည်းနည်းလေးပဲပေးရတယ်နိုင်ငံသားတွေကကားဖို့ဆိုတော့တစ်လောက်ဘတ်9000ဝန်းကျင်လောက်ပဲသွင်းရုံနဲ့ကားဝယ်လို့ရတယ်အဲ့ဒီခါကျတော့ကျမတို့မိတ်ဆွေတွေဒါဟိုကသူတို့ကဝယ်ပြီးတော့မှကျမတို့ငွေပေါ်အပြတ်ရောင်းတာပဲဖြစ်ဖြစ်သူတို့နာမည်ခံပေးပြီးတော့မှကျမတို့ကဝယ်ရတာဖြစ်ဖြစ်ဘယ်လိုဖြစ်ဖြစ်လုပ်လို့ရတယ်အဲ့ဒါဆိုလို့ကျမတို့ကအဲ့ Vigo ကားတွေကိုဝယ်ပြီးရင်ဒါပေမဲ့ဒီဘက်ကိုကူးလို့ရှိရင်တရားဝင်ကားဆိုပြီးတော့လည်းအပေါ်ကနေသွင်းလာလို့မရဘူးသူတို့ကဒီကျမတို့ကန်နှစ်ဖူးကမှသွင်းရတာလှေနဲ့ပဲလေဒီဘက်ကန်းရောက်တော့ဝတ်တောက်ဖြစ်သွားတယ်ပေါ့ဟိုဘက်မှာတော့ line စင်ဒီဘက်ကန်းရောက်ပြီးသားကားဟိုဘက်ကိုပြန်သွားလို့မရတော့ဘူးတရားပေါ်ကနေပြီးတော့အဲ့တော့အဲ့ကားတွေကိုလည်းကျမတို့က0ကီလိုအသေးချက်စီးလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့နောက်တနည်းကကြတော့ဒီယူရီးယားကားတွေကိုတချို့ရှိတယ်အဲ့ဒါတွေကလည်းအဲ့လိုပဲသူတို့နိုင်ငံမှာအဲ့ကားတွေရှင်ဒီဘက်ကိုကန်ကူးပေးတဲ့လူတွေနဲ့ချိတ်ပြီးလို့ရှင်ဒီဘက်ကိုပြီးတော့မှရောင်းတဲ့ကားတွေလည်းရှိရပေါ့နော်အဲ့တော့ကျမတို့စီးလို့ရတယ်ဂျပန်ကားလည်းပေါ်တယ်ယူရီးယားကားလည်းပေါ်တဲ့နယ်မြေမှာနေတဲ့အတွက်ခက်ပေါ်လေးစီးကြတာလိုင်စင်ကားမတက်နိုင်လို့မစီးကြတာမဟုတ်ဘူးအိမ်တိုင်းနီးပါးလိုင်စင်ကားရှိရဲ့ဒီအတွက်အဟော်ဆုံးဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတို့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုများလို့ comment ပေးချင်ပါတယ်ရှင် comment မှာချန်ထားပေးခဲ့လို့ရပါတယ်